ဟုတ်ကွာဒီလိုမျိုးဝင်ချားလေးလောက်ပြပါလားလို့လာပြောနေကြနေကျွန်တော်လောက်ပြပါမယ်အဲကြတော့ကွာသူကအလိုအဖုံးနဲ့လော်မှာဒါပေမဲ့ကျွန်တော်အဖုံးပက်ရှာဘယ်လိုမှမတွေ့လို့ကျွန်တော်ဒီကိုယ်တိုင်နဲ့လောက်ပြပါမယ်ကျွန်တော်ရဲ့ကွာ follower တော်များများကလေးလေးများရောအကြောင်းမကျွန်တော်လွယ်လွယ်နဲ့ရိုးရှင်းလေးပဲလုပ်ပေးထားပါကလေးလို့ပြောလို့3နှစ်လို့တော့မထင်နိုင်ဘူးသူတို့ကကိုကလေးတို့မောင်မောင်ကလေးတို့သိရမလားအရင်ဆုံးနေနဲ့ကွာအောက်မှာချိန်ဖို့အတွက်စက်ကူပုံဆွဲရမယ်ပေါ့ကျွန်တော်ကတော့အဲ့ပကြီးဆွဲစက်ကူရှိလို့ကွာအဲ့ဒါနဲ့ဆွဲလိုက်တာတကယ်လို့မရှိဘူးဆိုလည်းအခြားစက်ကူအထူနဲ့ပေါ့အဲ့နဲ့ရပါအရင်ဆုံးနေနဲ့ကွာအဲ့ဘူးရဲ့အပေါ်ပေါက်ဖောက်ပြီးတော့အဲ့ကျိုးလေးနဲ့တက်ရပါမယ်အဲ့တော့ပူပြီးလာအောင်လို့ပလဲလုံးလေးတစ်လုံးမှထည့်ပြီးတော့တက်လိုက်ပါမှားပြောတာဟေးတကယ်အဲ့ပလဲလုံးကမထည့်လို့မရဘူးဟေးအပေါ်လုံးအောက်လုံးထည့်ပေးရမှာအဲ့မှာသူ adjust လုပ်တဲ့ခါကျပြုတ်မထွက်သွားမှာပြီးရင်တော့ကွာအဲ့ငါပြထားသလိုပဲဖလင်ပြားအပေါ်မှာလေအဲ့လိုအရာခံဆွဲပြီးတော့ကွာ crystal တုံးလေးဖြစ်အောင်လုပ်ပါမယ်အဲ့ကြောင့်အဲ့ဒါလိုတော့မလိုအဲ့နေရာမှာပလဲတစ်လုံးနဲ့ထည့်လိုက်လေရတယ်ဒါပေမဲ့ငါသူများနဲ့မတူချင်လို့ကွာနည်းနည်းလေးဆန်းအောင်လုပ်လိုက်တာกินသားလောက်လေးအရင်မလာပါဘူးခုပါအဲ့မတန်းစီပြီးတော့တက်လိုက်ပါမယ်အဆုံးအနေနဲ့ကွာဒီစက်ကိုပကြီးဆွဲဖို့ပဲကျန်တော့သူပကြီးဆွဲပါတော့မယ်ကျွန်တော်အယောင်နုလေးပဲတုံးတာဆိုတော့အဲ့မိုးပြရောင်နဲ့အရင်ရောင်ပဲကွာအဲ့လိုတုံးလိုက်ပါအောင်ဆက်တဲ့နေရာမှာပါရမီမပါပါအဲ့ကြောင့်မို့ကျွန်တော်ဆက်တဲ့လိုပဲဆက်ထားပါအနုနဲ့အရင်ပဲကွာလို့တိမ်ပုံစံလိုဟိုလိုဒီလိုရှောက်ချဲလိုက်ပါအနေပြောကပန်းမွင့်လေးစာလေးအဲ့လိုရှောက်ရလဲတော့ဒီလိုလေးထွက်လာပါအဲ့ဒါပြီးတော့ကွာအဲ့ဒါလေးပါရောပြီးတော့ချိန်လိုက်ပါမယ်အဲ့ဆိုရင်တော့ပြီးသွားပါပြီအမေကြည့်လိုက်ငါရဲ့ကက်ကြီးရဲ့ရုံမှာမဟိုနေ့ကငါလက်ကိုဖြတ်သွားတဲ့အခုကျအဲ့ကျိုးတောင်သူမဖြတ်နိုင်တော့အားလုံးပြီးတော့ကနောက်ဆုံးအနေနဲ့ကျွန်တော်စီမှာရှိတဲ့စတေကာလေးတွေကဟိုရှောက်ကက်ဒီရှောက်ကက်လွတ်လိုက်တယ်ဆိုရင်ကျွန်တော်လုတ်ခိုင်းတဲ့ win chance လေးပြီးသွားပါပြီအဲ့တော့ကလာမနေဘူးပြီးတော့နောက်တစ်ခုကကျသူစားဟာရီမတော့ချွန်လန်းနဲ့မမီပါဘူးတပတ်ပတ်နေပါဒါပဲအဆုံးနေကြည့်ပြီလို့ကအကုန်လုံးကျေးဇူးတင်ပါတယ်လို့